保务လူတွေဟာကြောက်ရွံ့လို့ကိုးကွယ်နေကြတာမဟုတ်ပဲစစ်မှန်တဲ့ကြည်ညိုမှုနဲ့သာသနာတော်ရဲ့အနှစ်သာရကိုယုံကြည်တယ်မင်းကပညာရှိဆိုရင်ငါ့ကိုသာသနာအနှစ်သာရဆိုတာဘယ်မှာလဲဆိုတာအခုပဲမြင်အောင်ပြစမ်းမှန်လားပါဒီနွားနို့ခွက်ထဲမှာထောပတ်ကိုမြင်ရပါသလားဖေနွားနို့ကိုကြိုချက်မှထောပတ်မြင်ရတယ်လို့တရားကျင့်ကြံမှသာသာသနာအနှစ်သာရကိုမြင်နိုင်ပါတယ်ဖေမင်းကြီးနွားနို့ထဲမှာထောပတ်ရှိပေမဲ့မွေနောက်မှသာထောပတ်ကိုမြင်ရတယ်လို့အရာရာကိုအပေါ်ယံမကြည့်ပဲအတွင်းကြကြဆင်ခြင်ရပါတယ်ဖေမိမိကိုယ်တိုင်တရားတော်အတိုင်းကြင်ကြံအားထုတ်မှသာစစ်မှန်တဲ့ကြည်ညိုမှုနဲ့အနှစ်သာရကိုမျက်မှောက်ပြုနိုင်တာပါဖေအခုတော့ပွဲတော်တည်ဖို့အချိန်ရောက်ပါပြီမင်းကြီးပေါ်ဦးကြီးဒီဝတ်သားတော့ကကြီးလုံးလို့ငါကိုတော့ပါဇက်ထဲထည့်လို့ရပါမလားမလာပါမင်းကြီးရဲ့ပါဇက်တော်ကကျဲလွန်းလို့ဒီဝတ်သားတော့တင်မကပါဘူးဝတ်တကောင်လုံးထိတ်ရင်တောင်ချောင်ပါသေးတယ်ဖေဒါဆိုငါပါဇက်ကဝတ်တကောင်လုံးဝင်နေဆိုတော့ငါဝတ်ကြီးနဲ့တူမနေဘူးလားပေါ်ဦးလေမှန်လားပါမင်းကြီးကဝက်နဲ့တူတယ်လို့ဖယားကျွန်တော်မျိုးမပြောရပါဘူးဝက်ကသာမင်းကြီးနဲ့တူနေတာပါဖယားပေါ်ဦးနန်းတော်ထဲမှာတည်င်းတွေပြန့်နေပါလားမင်းဟာနန်းတော်မှာငါဘိုးတော်ကိုခစားရတာညီးငွေနေပြီလို့ပြောတယ်ဆိုအဲ့ဒါအမှန်ပဲလားအမှန်တိုင်းရှောက်တယ်စမ်းမှန်လားပါအရှင်မကြီးကြားသိရတဲ့စကားတွေဟာနွားကြောင်းသားနဲ့တမင်ပုံပြင်ထဲကလို့အပေါ်ယံချီရတာဖြစ်ပါတယ်ဖယားတခါကနွားကြောင်းသားတယောက်ဟာကြောက်ဖြာကြီးတစ်ချက်ရဲ့ဘေးမှာတမင်ချီရတွေကိုအများကြီးတွေ့လိုက်ရပါတယ်ဖယားသူဟာချီရတွေ့ရင်အကောင်ရှိရမယ်ဆိုတဲ့အပေါ်ယံအတွေးနဲ့တမင်ဟာကြောက်ဖြာအောက်မှာပုံနေတဲ့ထင်ပြီးအားကုန်လန်ခဲ့ဘူးပါတယ်ဒါပေမဲ့ကြောက်တုံးအောင်မှာဘာမှမရှိခဲ့ပါဘူးအမှန်တော့တမင်ဆိုတာလွတ်လပ်စွာပြေးလွှားတတ်တဲ့တတ္တဝါမှုကြောက်တုံးအောင်မှာရှိမနေနိုင်ပါဘူးဖယားအရှင်မင်းကြီးအခုကြားရတဲ့ယုံတန်းစကားဆိုတာမနာလိုသူတွေဖန်တီးထားတဲ့ခြေရာမျှတာဖြစ်ပါတယ်ကောင်းလေတော့ပါဦးရဲ့မင်းပြောမှပဲငါကိုတော်လက်တတိဝင်လာတော့တယ်အပေါ်ယံသတင်းစကားတွေတော့ကိုလိုက်မိရင်ငါရဲ့အားကိုးရတဲ့လူယုံတော်ကိုအလကားအဖြစ်ပေးမိတော့မှာပဲတခါတလေမှကျွန်တော်တို့မြင်နေရတဲ့ခြေရာတွေကလှည့်စားမှုတွေဖြစ်နေတတ်ပါတယ်လူတစ်ယောက်ရဲ့တန်ဖိုးကိုအပေါ်ယံသတင်းစကားတွေနဲ့မဆုံးဖြတ်ပဲတေးချစွာစင်ချင်သုံးသပ်တတ်ဖို့လိုအပ်ပါတယ်မင်းကြီးပေါ်ဦးရဲ့ငါမြစ်တော်အတွက်ပြည်သူအခွင့်အရေးတွေနဲ့အခမ်းအနားဆုံးဖန်တီးထားတာမင်းဘယ်လိုလဲခွင့်လွတ်ပါမင်းကြီးကျွန်တော်မျိုးအမြင်မှာတော့မင်းကြီးမှာဘန္တာရေးအမျော်အမြင်လိုအပ်နေပါသေးတယ်လို့မြင်ပါတယ်ဖေ။ပေါ်ဦးငါကိုတော့ကိုအမျော်အမြင်မရှိဘူးလို့မင်းကခါရဲတယ်ပေါ့လေ။ကောင်းပြီမင်းရဲ့ပညာတွေကိုငါရှိမှစမပြနဲ့ဟေးစစ်တီအမတ်ကြီးပေါ်ဦးကိုယာတူးပြုတ်ပြီးတင်လီကိုအခုချက်ချင်းမင်းတန်ပေးလိုက်စမ်းငါမျက်စိရှိကအခုချက်ချင်းထွက်သွားစမ်းပေါ်ဦးပြည်သူပန်းတာတတ်တမိန်ထစစ်တီရိတ်ခါတုံးဆွဲရမြင်းသုံးပန်းတာအဖျားဖျားကိုနီးပြူဟာကြကြခွဲဝေချောင်းတိုင်းပြည်သားရဝပြောရ၏မင်းကြီးရဲ့အမျိုးအမည်ကင်းမဲလေးတို့အိတ်ပေါင်းနဲ့ဖားကောက်တယ်ဖြစ်ရပြီတခါအမတ်တို့ငါကိုတော့မှားခဲ့လေပြီအမတ်ကြီးပေါ်ဦးရဲ့အမျော်မြင့်ကိုငါအခုမှတတိယတော့ပဲအခုချက်ချင်းတိမ်ကြီးကိုမြင်းတီတော်နေလွတ်ကြစမ်းအမတ်ကြီးပေါ်ဦးကိုယာတူးအဆောင်ရောင်နေနဲ့ကောင်းမွန်စွာပြန်ခေါ်ခဲ့ကြ